အားလုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ The Wish အပိုင်း2ကိုတင်ဆက်ပေးမှာပါအစမှာတော့မိချောင်းဟာအိန္ဒိယအောင်မီဘာသာပြန်တဲ့အလုပ်ကိုလုပ်ကင်နေပါတယ်မိချောင်းဟာလောကကြီးနဲ့လူပဝင်းချင်းကိုအဆက်အသွယ်ဖြတ်ပြီးအပြင်လဲထွက်လေမရှိတဲ့အပြင်ခေါမိုးတက်မှာပဲနေလေးရှိပါတယ်ဒီခေါမိုးတက်ဟာဘယ်သူနဲ့မှမတွေ့နိုင်တဲ့အပြင်သူ့အတွက်ခွင့်ပြုပေးထားတဲ့သေးစားလွတ်လပ်တဲ့နယ်မြေလေးဖြစ်ပြီးဒီနေရာလေးဟာတစ်ခါတလေမှာသူ့ကိုပြန်ချုံနှောင်ထားသလိုမျိုးဖြစ်နေတတ်ပါတယ်အဲ့လိုအချိန်တိုင်းမိချောင်းဟာသူ့ကိုယ်သူအဆင်ပြေတဲ့ဆိုပြီးအားပေးလေးရှိပါတယ်ပြီးတော့နောက်ကျောင်းပြန်လာပါတယ်မိချောင်းကမိုးရွာလို့မိုးတိတ်တဲ့အထိစောင့်နေတာကိုတခြားကောင်မလေးတွေကမတော်တဆဝင်တိုက်မိပေမဲ့တောင်းပန်စကားတောင်မပြောသွားပါဘူးမိချောင်းဟာငငယ်လေးတွေကထူးဆန်းတဲ့ကိစ္စတွေသူ့စီမှာအမြဲဖြစ်လေးရှိပါတယ်မိချောင်းဟာငငယ်တုန်းကတငယ်ချင်းတွေနဲ့ပျော်ရွှင်စွာဆော့ကစားနေခဲ့ပါတယ်အဲ့ဒါကိုကောင်လေးတယောက်ကမိချောင်းကိုစားခြင်းလို့ကြိုးကိုဖြတ်သွားပြီးရေမြောင်းလူစင်းပေါက်ထဲပြုတ်ကျကဒဏ်ရာအကြီးကျယ်ရသွားခဲ့ပါတယ်ငငယ်တုန်းကပဲနောက်ထပ်ကောင်လေးတယောက်ကမနှက်ဖြန် white day မို့လို့ဆိုပြီးတခြားလုံးနေမိချောင်းကိုပေးကဆက်ပိတ်နဲ့ပြန်သွားပါတယ်လမ်းမှာကားတိုက်ခံလိုက်ရပြီးမိချောင်းကအဲ့ဒါကိုတိုက်ဆိုင်တာလို့ပဲထင်ခဲ့ပါတယ်နောက်ထပ်ဖះเจ้าမှာစီနီယာအီကျုံးဆိုသူကမိချောင်းကိုလမ်းပြီးလက်ပြနေခဲ့ပါတယ်ဖះเจ้าတက်ပြီးတဲ့အခါစီနီယာအီကျုံးဟာမိချောင်းကိုလမ်းခေါ်ပြီးမိချောင်းစာလုပ်ဖို့အတွက်သူ့ရဲ့မှတ်စုစာအုပ်ပေးကသူဟာဟန်ကူတက္ကသိုလ်တက်ဖို့အတွက်ဆိုးကိုပြောင်းရတော့မယ်လို့ဆိုပါတယ်မိချောင်းလည်းဂုံပြူချောင်းပြောတော့စီနီယာအီကျုံးကမိချောင်းလည်းအတန်းထဲမှာအဆင့်တရတယ်ဆိုတော့ဆက်ကြိုးစားဖို့ပြောပြီးနောက်ကျရင်တက္ကသိုလ်အတူတူတက်လို့ရရင်ကောင်းမယ်လို့ဆိုပါတယ်မိချောင်းလည်းဘယ်လောက်ထိမတော်ဘူးပြောပေမဲ့စီနီယာအီကျုံးကတက္ကသိုလ်တက်ရမယ်ဆိုရင်စိုးကိုလာရမှာလို့ပြောရင်ပြစ်လဲသွားပြီးဗစက်ကအမြုပ်တွေထွက်လာခဲ့ပါတယ်လူတွေလည်းဘာဖြစ်တာလဲမေးတော့မိချောင်းကနကြဲကောင်ကိုက်ခံလိုက်ရတာထင်ကြောင်းဆိုပါတယ်အဲ့လိုနဲ့စီနီယာအီကျုံးဟာစေယုံမှာစေကူတောက်မှုခံယူလိုက်ရပါတယ်နောက်ပြီးတက္ကသိုလ်တက်တော့မိချောင်းတယောက်စီနီယာအီကျုံးနဲ့ထပ်မတွေ့ဖြစ်တော့ပါဘူးစာတင်နဲ့အစားရောက်တော့မိချောင်းတန်းနဲ့ဝင်လာတဲ့အခါကောင်လေးတယောက်ကမိချောင်းကသူတို့တန်းနဲ့ကဆိုတော့ကြောင်းတက်ရမယ်အကြောင်းရင်းလေးပေါ်လာပြီလို့စနေခဲ့ပါတယ်အဲ့ဒါကိုကောင်မလေးတယောက်ကမျက်လုံးနဲ့ကပြားရည်ကြမတက်ပဲလို့ပြောကကန်လိုက်ပါတယ်မိချောင်းနောက်ကကောင်မလေးတယောက်ကစီနီယာအကိုထိကြိုက်မိတုံးကမိချောင်းရှိခဲ့လားမေးရင်အဲ့တော့ကဘာအကြောင်းတွေပြောခဲ့ရလဲမေးခဲ့ပါတယ်နောက်ထပ်ကောင်မလေးကစီနီယာအီကျုံးထိကြိုက်မိသွားတာမိချောင်းကြောင့်မလားမေးတော့ကောင်လေးတယောက်ကမိချောင်းကိုဘာလို့ဆက်တိုက်မေးနေတာလဲပြောရင်မိချောင်းဘက်ကကာပြီးပြောပေးကနို့ဘူးလေးတင်ပေးထားခဲ့ပါတယ်အိမ်မှာအဖေဖြစ်သူကကျောင်းစာတဲ့နှစ်သက်မှာတငယ်ချင်းတစ်တွေရနေပြီလားမေးတော့မိချောင်းလဲဒီလိုပါပဲလို့ရောချလိုက်ပါတယ်အဖေဖြစ်သူကဖះเจ้าတက်တဲ့ဒေါင်းနဲ့အတန်းတူပဲမဟုတ်ဘူးလားမေးတော့မိချောင်းလဲအတန်းတူဝင်မဲ့တိတ်မခေါ်ပြဘူးပြောတဲ့အခါအဖေဖြစ်သူလဲတငယ်ချင်းဆိုတာအရန်ဖြစ်လိုက်ပြန်တဲလိုက်လို့ပြောကစာကြီးပဲလုံမနေဖို့မှာပါတယ်ပြီးတော့မိချောင်းအတွက်မွေးလက်ဆောင်ဆိုပြီးငွေသားပဲလက်ဆောင်ပေးခဲ့ပါတယ်အဖေဖြစ်သူကတငယ်ချင်းတွေကိုလည်းမုတ်လေးပါလေးဝဲကျွေးပြီးဆက်ဆံရေးပြေလည်အောင်လုပ်ဖို့ဆိုပါတယ်တကယ်တော့မိချောင်းမွေးတဲ့နေ့မှာပဲသူ့အမေကတည်သွားလို့မိချောင်းဟာသူ့ကြောင့်အမေနှစ်ပတ်လဲပွဲမကျင်းပနိုင်လို့တောင်းပန်ကြောင်းဆိုပါတယ်သူ့အဖေလည်းသမီးမွေးတဲ့နေ့မှာဘသူကနှစ်ပတ်လဲကျင်းပလို့လဲလို့ပြောရင်သူ့အတွက်မိချောင်းကပိုရေးကြီးရဲ့လို့ဆိုပါတယ်မိချောင်းကအမေကြရင်ဝမ်းနဲ့နေတော့မှာပဲလို့ပြောတော့သူ့အဖေလည်းမိချောင်းအမေစောစောမထွက်သွားခဲ့ရမှာဆိုပြီးဝမ်းနဲ့နေခဲ့ပါတယ်နောက်နေ့မိချောင်းတို့အတန်းကအကြောင်းသား12ယောက်အစာအစိတ်တင်သွားတာကြောင့်အကြောင်းရင်းရှာနေလို့စိတ်မပူဖို့အတန်းမိုင်ဆီယာမကဆိုပါတယ်ဒေါင်းဆိုတဲ့ကောင်မလေးကဒီလောက်အများကြီးအစာအစိတ်တင်နေပြောတော့နောက်ထပ်ကောင်မလေးတယောက်လည်းယောက်ျားလေးတွေကြီးပဲလို့ဆိုကမိချောင်းကိုကြည်နေကြပါတယ်အလိုနဲ့မိချောင်းကိုနှုတ်ဘူးပေးခဲ့တဲ့ကောင်လေးနဲ့ထီအတူဆောင်ကအိမ်ပြန်သွားတဲ့အကြောင်းကိုနောက်ကျောင်းပြန်လာပါတယ်လမ်းမှာကောင်လေးကဘာလို့ဘတ်စကားမစီးရလဲဘတ်စကားကချွေတာဖို့လာမေးတော့မိချောင်းလဲလမ်းလျှောက်တာကြိုက်လို့ဆိုပါတယ်အဲ့လိုနဲ့မိချောင်းအိမ်ရောက်ခံနေပြီးပြောတော့ကောင်လေးလဲသူ့အိမ်ကမိချောင်းအိမ်နဲ့လမ်းမတူချောင်းဆိုကအတန်းနဲ့ကယောက်ျားလေးတွေအစာအစိတ်တင်တာနဲ့ပတ်သက်ပြီးမိချောင်းအကြောင်းထွက်လာတယ်လို့ဆိုပါတယ်ယောက်ျားလေးတွေကမိချောင်းဟာလှတဲ့အပြင်အတန်းနဲ့မှာအင်္ဂလိပ်စာတင်ပြတော့ကအတန်းနဲ့ကယောက်ျားလေးတွေဟာထိသွားကြတယ်လို့ဆိုပါတယ်မိချောင်းလဲဘာပြောချင်တာလဲမေးတော့ကောင်လေးလဲမိချောင်းကိုကြိုက်တယ်ယောက်ျားလေးတွေအများကြီးရှိချောင်းပြောနေတော့ဘတ်စကားလာတဲ့အခါရေးစင်မဆိုလို့ထီးနဲ့ကားလိုက်ပါတယ်ပြီးတော့အဆင်ပြေလာမင်းရင်မိချောင်းကိုသဘောကျကြောင်းဖွင့်ပြောလာပါတယ်မိချောင်းကဘာမှတောင်ပြန်မပြောရသေးခင်ထီးပေးကထွက်သွားပါတယ်မိချောင်းအပြန်မှာကောင်လေးလဲမိုးကျွတ်ဖြစ်ခံလိုက်ရပါတယ်မိချောင်းတယောက်အိမ်နေကသာအဲ့ကောင်လေးသူနဲ့မတွေ့ခဲ့ရင်တည်သွားမှာမဟုတ်ဘူးဆိုပြီးသူ့ကိုယ်သူအပြစ်ရှိရလို့ခံစားနေရပါတယ်အဲ့လိုပဲကျောင်းကပျော်ဝဲစားထွက်တဲ့နေတော့ကမိချောင်းတယောက်တည်းထမင်းစားနေတာကိုကောင်လေးတယောက်ကအေးပိကစကားပြောမယ်လို့တော့မိချောင်းလဲမကြားချင်ဘူးဆိုပြီးထွက်သွားခဲ့ပါတယ်အဲ့လိုနဲ့ကောင်လေးလဲခြေထောက်ကျိုးသွားပြီးကျောင်းကလည်းမတော်တဆမှုပေါင်းများစွာဖြစ်ခဲ့ပါတယ်အတန်းနဲ့မှလက်ကိုထိုးမိတာတို့အားကစားလုပ်ရင်ထိခိုက်မိတာတို့ဘောလုံးကန်ရင်တိုင်းနဲ့ဆောက်မိတာတို့အကကရင်ခြေခောက်သွားတာတို့ဖြစ်လာခဲ့ပါတယ်အဲ့လိုနဲ့မိချောင်းကိုထိခိုက်တဲ့ကောင်လေးတွေကရှောင်လာကြပါတယ်တခြားသူတွေရဲ့ပါဇက်ထဲမှာမိချောင်းကိုကြိုက်တဲ့လူတိုင်းဒဏ်ရာရတယ်ဆိုပြီးကောလာဟာလာတွေပြန်နှံလာခဲ့ပါတယ်အတန်းနဲ့မှထောင်းကမိချောင်းကိုမွေးတဲ့အမေလဲတည်သွားကြောင်းပြောရင်မိချောင်းကအဆုံးမဆိုပြီးပြောနေတာ
ကိုမိချောင်းကြားသွားခဲ့ပါတယ်။ညရောက်တော့သူ့အဖေကကျူရှင်တက်ဖို့ပြောရင်ကျူရှင်ဘိုးတော့သူပေးနိုင်ကြောင်းပြောတဲ့အခါမိချောင်းလည်းကျူရှင်မတက်လဲအဆင့်ကောင်းတယ်ဆိုပြီးတားဖတ်နေအောင်ကြားနေတာလားဆိုကရေမောနေကြပါတယ်။သူ့အဖေကကျောင်းမှာတငယ်ချင်းတွေနဲ့အဆင်ပြေလာပြီးတော့မိချောင်းကအဆင်ပြေတယ်လို့ပဲဆိုလိုက်ပါတယ်။အဖေဖြစ်သူကသူ့ကိုအမေတယောက်လိုသဘောထားပြီးကောင်းလေးအကြောင်းတငယ်ချင်းအကြောင်းပြောလို့ရကြောင်းပြောတော့မိချောင်းလည်းဟုတ်ကဲ့လို့ဆိုပါတယ်။မိချောင်းဟာစာသင်နှစ်ကုန်တဲ့အထိတိတ်တဆိတ်ပုံးကွယ်ပြီးကြောင်းပြန်ရင်တော့အနောက်ဘက်ကပဲပြန်ခဲ့ပါတယ်။အဲ့ဒါကိုကောင်းလေးတယောက်ကစောင့်နေပြီးဘာလို့အမားလုပ်ထားတဲ့သူလိုမျိုးအမြဲတမ်းပုံးကွယ်နေရတာလဲလို့ပြောတော့မိချောင်းကဘသူလဲလို့မေးလိုက်ပါတယ်။ကောင်းလေးလည်းဗတ်ဆောင်ဟိုလိုသူ့ကိုယ်သူမိတ်ဆက်တော့မိချောင်းကပြောစရာမရှိဘူးဆိုကထွက်သွားဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာဆောင်းဟိုကမိုးစပစ်ခံလိုက်ရတဲ့ကောင်းလေးချောင်းဝမ်းတရတာမိချောင်းကြောင့်မဟုတ်ကြောင်းဆိုကအဲ့ဒီနေ့ကမိချောင်းနဲ့ထီးရတူဆောင်းသွားတာကိုတွေ့လိုက်ရကြောင်းကားပေါ်ကလည်းသူတို့ညကိုမြင်လိုက်ရကြောင်းဆိုပါတယ်။ပြီးတော့မိချောင်းကိုအဲ့ဒီကိစ္စကြောင့်ကိုအပြစ်တင်နေတာလားဆိုကဘာလို့ပုံးွယ်နေရတာလဲသူတေတာသူ့ရဲ့ကံပါလို့ဆိုပြီးပြောနေခဲ့ပါတယ်။ဆောင်းဟိုတယောက်စိတ်ဆိုးပြီးပြစ်ချခဲ့တဲ့မိုးစိုးကိုအပြစ်တင်ခိုင်းတော့မိချောင်းလည်းတော်တော့လို့ပြောပြီးထွက်သွားတဲ့အခါဆောင်းဟိုလည်းနောက်ကလိုက်လာပါတယ်။ပြီးတော့မိချောင်းကိုသဘောကျတယ်ပြောတဲ့အခါမိချောင်းကမကြားကြည့်အောင်ဆောင်လိုက်မယ်ပြောနေတော့ထထိုင်ကရှော့ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကိုဆောင်းဟိုကသူသဘောကျတာကိုပဲမှတ်ထားပေးပါလို့ဆိုကဆက်ပိန်နေတော့ထထိုင်ကျိုးရှော့ဖြစ်တာနဲ့ထိသွားပါတော့တယ်။တငယ်ချင်းတွေရဲ့အတင်းစကားတွေကြောင့်မိချောင်းမှာစိတ်မကောင်းဖြစ်ပိုင်ခွင့်နောက်မရှိဘူးလို့မိချောင်းတွေ့နေခဲ့ပါတယ်။အဲ့လိုနဲ့ကျောင်းရဲ့ဘယ်နေရာမှာသူနေစရာမရှိဘူးဆိုကကျောင်းကနေမဟုတ်ပဲလူအတိုင်းဝိုင်းတွေကပါထွက်သွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲမိချောင်းကိုလူတွေကနာမည်မခေါ်ကြပဲဆုံးမလို့ပဲခေါ်ကြပါတော့တယ်။သူ့ဖေလေကျောင်းကဘာလို့ထွက်ရရလဲမေကအကြောင်းရင်းကဘာလဲမင်းစုနေခဲ့ပါတယ်။အဲ့လိုနဲ့အဖေဖြစ်သူကျောင်းလိုက်သွားပြီးထောင်းကိုတွေးတော့စကားခဏလောက်ပြောဖို့ဆိုပါတယ်။အဖေဖြစ်သူကအနိုင်ကျင့်တာတို့ဖဲကျင်တာတို့ကြိုးကင်တဲ့သူမျိုးမရှိဘူးလားမေတော့ထောင်းလည်းအကြောင်းစုံကိုပြောပြလိုက်ပါတယ်။သူ့ဖေလည်းမိချောင်းရဲ့လွယ်အိတ်လေးပြန်ယူသွားကမျက်ရည်တွေကျနေခဲ့ပါတယ်။အဲ့လိုနဲ့အပြန်လက်မှာထုံချင်းကခုံတန်းလျက်မှာမိချောင်းမကောင်းကြောင်ရေးထားတာတွေကိုဓာတ်နဲ့ချစ်နေခဲ့ပါတယ်။မိချောင်းအဖေကကျောင်းမှာထူးဆန်းတဲ့ကောလာဟာလာတွေပြတ်နေတဲ့ဆုံးမဆိုတာအထိပ္ပယ်ရှိရလားမေတော့ထုံချင်းလည်းအခြေမြင့်မရှိတဲ့ကောလာဟာလာဖြစ်ကြောင်းဆိုပါတယ်။အဖေဖြစ်သူလည်းအကုန်လုံးအဲ့လိုတွေးကြတာလို့ပြောတော့ထုံချင်းကအဲ့ဒီကောင်မလေးဟာလုံးဝဆုံးမမဟုတ်ဘူးလို့ဆိုပါတယ်။သူ့အဖေလည်းဘလို့သက်သေပြမှလဲမေတော့ထုံချင်းကအခုတော့မသိသေးပေမဲ့နည်းဆောင်လိုက်ရင်နီလန်းရှာတွေ့မှလို့ဆိုပါတယ်။သူ့အဖေလည်းအကုန်လုံးကဆုံးမလို့ပြောနေကြပေမဲ့ထုံချင်းကမဟုတ်ဘူးပြောလို့သဘောကျနေခဲ့ပါတယ်။ထုံချင်းလည်းဦးလေးကြီးကဘာတူလဲမေတော့မိချောင်းအဖေကကျောင်းသားလေးပြောတဲ့အတိုင်းနီလန်းရှာတွေ့ရင်ကောင်းမှာပဲလို့ဆိုကကျေးဇူးတင်နဲ့ပြောပြီးထွက်သွားပါတယ်။မိချောင်းလည်းသူ့အကြောင်းကိုအချိန်ကြာသွားရင်လူတွေမိသွားဖို့မျှော်လင့်ရင်အိမ်ထဲမှာပဲအောင်းနေခဲ့ပါတယ်။အချိန်ကြာလာရင်လူတွေမိသွားမယ်လို့ထင်ခဲ့ပေမဲ့အချိန်ခဏလေးအတွင်းသတင်းတွေဟာပြန့်နှံ့သွားခဲ့ပါတယ်။သူ့အဖေလည်းလူတစ်ယောက်ကိုမင်းရဲ့သားထွန်ဆက်ပေါ်ကပြောကြတာငါသမီးချောင်းလားဆိုပြီးရန်တွေ့ပါတော့တယ်။အဲ့ဒီလူလည်းသူ့သားထိခိုက်သွားလို့အတွေးတိမ်သားကြောင့်ပြောတော့မိချောင်းအဖေကသူ့သမီးလည်းအဖိုးတန်ပြီးမိချောင်းအကြောင်းတွေးလိုက်တိုင်းရင်ခွဲမတက်ခန်းစားရကြောင်းဆိုပါတယ်။ပြီးတော့သူ့သမီးအကြောင်းဗဇမဟာနဲ့ဆိုပြီးကျင်းသွားသွားပါတယ်။ဒုံချင်းမင်းလည်းဘာကိစ္စလဲမေးတော့မိချောင်းကယောက်ျားလေးတွေကိုပြုစားထားတယ်ပြောရင်မိတော့ထက်တန်းကြောင်းမှာသတင်းတွေပြတ်နေတယ်ဆိုကဒုံချင်းလည်းအဲ့ဒီကြောင်းတက်တာဆိုတော့သတိထားဖို့ပြောပြီးထွက်သွားပါတယ်။အိမ်ရောက်တော့သူ့သမီးလေးကကြောင်လေးတွေကိုအစာကျွေးနေတော့သူ့အဖေကမိချောင်းအစာကျွေးနေတော့ကြောင်နေလာကြောင်းဆိုပါတယ်။မိချောင်းလည်းကြောင်စာဝယ်ပေးဖို့ပြောတော့သူ့အဖေကကြောင်တွေကကန်ဆိုလို့နှင်ထုတ်ဖို့ပြောတဲ့အခါမိချောင်းဟာသမီးလည်းအဲ့လိုပဲနေမှာလို့ဆိုပါတယ်။သူ့အဖေလည်းစိတ်မကောင်းဖြစ်တာနဲ့ဒုံကြီးရဲ့မိဆိုင်မှာကြောင်စာတော့ဝယ်တော့ဘိုးသက်စီဆိုင်ဆိုတော့ကြောင်စာမရောင်းဘူးဆိုကသူ့သားစီကနည်းနည်းရတာရှိတယ်ပြောရင်ရောင်းတာမဟုတ်ပဲဒီတိုင်းယူသွားဖို့ဆိုပါတယ်။မိချောင်းအဖေကသူ့ကိုတနာနေရလားမေတော့ဒုံကြီးအမေလည်းကြောင်သွားပြီးပတ်စံပေးထားခဲ့ပါတယ်။ပြီးတော့သူ့သမီးကိုပထမဆုံးအဖေကိုဝယ်ခိုင်းတဲ့အရာကဘာလို့ကြောင်စာဖြစ်နေရလဲဆိုကကြောင်စာပေးလိုက်တော့မိချောင်းလည်းပျော်သွားပါတယ်။ပြီးတော့သူ့သမီးပြုံးတာကိုမမြင်ရတာကြပြီးပြောရင်အမြဲတမ်းပြုံးနေဖို့ဆိုပါတယ်။အလိုနဲ့ကျောင်းသားတွေလည်းထပ်တန်းကျောင်းပြီးသွားခဲ့ပါတယ်။ထောင်းတယောက်မိချောင်းကိုဖက်ဆောက်လေးလာပေးဖို့လို့ရင်ထွက်သွားတာကိုဒုံချင်းတွေ့သွားပြီးဒုံချင်းလည်းပန်းစည်းလေးချဖို့လုပ်နေတော့မိချောင်းထွက်လာတော့ထွက်ပြေးသွားပါတယ်။ခါအုပ်ကိုကြည့်တော့မိချောင်းရဲ့ဓပုံလေးကတစ်ဖက်ချမ်းမှရှိနေခဲ့ပါတယ်။သူ့ဖေလည်းမိချောင်းကိုစားပြန်လုပ်ဖို့ပြောရင်စိုးမှသွားနေဖို့ပြောနေတော့တဖုံးရောင်နေလို့နာလာပါတယ်။မိချောင်းလည်းသွားစေကံပြဖို့ပြောတော့အဖေဖြစ်သူကစိုက်ခင်းတာဖြစ်ထွန်းရင်ပတ်စံပိုးစုမိမှလို့ဆိုပါတယ်။ပြီးတော့အိမ်နဲ့စိုက်ခင်းကိုရောင်ကစိုးကိုသွားပြီးသွားစေကံလည်းပြမယ်လို့ဆိုပါတယ်။နောက်ပြီးစိုးကိုရောက်ရင်ခေါမိုးတက်မှာစိုက်ခင်းတေးသေးလေးလုပ်မယ်လို့ဆိုပါတယ်။အဲ့လိုနဲ့မိချောင်းလည်းစားပြန်လုပ်လာခဲ့ပါတယ်။မနေ့ကျတော့သူ့အဖေအာလူစိုက်ခင်းသွားဖို့အတွက်သူ့အဖေဟာဦးလေးကြီးတွေနဲ့ခဏခဏရမ်းဖြစ်နေလို့ကုမဲ့သူမရှိကြောင်းဆိုကမိချောင်းကတူလိုက်မယ်လို့ဆိုပါတယ်။အဲ့လိုနဲ့အာလူစိုက်ခင်းမှာသူ့အဖေကိုဝိုင်းကူလုပ်ပေးနေပါတယ်။ခဏနေတော့မိချောင်းနောက်ကိုမွေရောက်လာလို့အဖေလို့ခေါ်လိုက်တဲ့အချိန်မိချောင်းကိုမွေပေါက်လိုက်ပါတယ်။သူ့အဖေလည်းပြေးလာပြီးမိချောင်းကိုတတိမမေ့စေဖို့အော်ခေါ်နေခဲ့ပါတယ်။အဲ့လိုနဲ့မိချောင်းတို့လာတော့
ခြေထောက်ကိုကြီးလိုက်တဲ့အခါသူ့အဖေကမွေးစိတ်တွေကိုထုတ်ပြီးလဲနေခဲ့ပါတယ်အဲ့ဒါနဲ့မိချောင်းကိုစေခန်းသွားဖို့ပြောပေမဲ့မိချောင်းကကဲပါအောင်လို့လှမ်းခေါ်နေလို့သူ့အဖေကလူတွေကိုအကူအညီမတောင်းဘူးလူတွေမြင်သွားရင်သူ့သမီးအပြစ်ကြမှာဆိုလို့အိမ်ပြန်ခိုင်းပါတယ်သူ့အဖေကအဖေစကားနားထောင်မှပြောတော့မိချောင်းလဲငိုယိုနေခဲ့ပါတယ်သူ့အဖေကဘသူမှမသိစေနဲ့ဆိုကသူ့သမီးလေးကိုတောင်းပန်ပြီးဆုံးသွားပါတယ်လူတွေလည်းရောက်လာပြီးမိချောင်းလဲတယောက်ထိုက်ဖြစ်သွားကကို့အဖေကိုပြန်တတ်တဲ့ဆုံးမလို့ပါလူတွေကခေါ်လာခဲ့ကြပါတယ်အလိုနဲ့မိချောင်းတယောက်ရွာကထွက်လာခဲ့ပါတယ်အပိုင်းနှစ်ကတော့ပြီးသွားပါပြီ K-drama အကြောင်း update သတင်းတွေကိုသိချင်နေဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်